Vision ရဲ့ system တည်မြဲစေဖို့အတွက်အလိုအဆုံးအချက် A B C မင်္ဂလာပါ coach ပုံမှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ချက်ကတော့ A ဆိုတဲ့ accountability တာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်ဒီ system တစ်ခုကိုအကောင်းဆုံးအသုံးချပြီးတော့ process တွေမှန်ကန်အောင်မြန်ဆန်အောင်လုပ်မယ်ဆိုရင်ကိုလုပ်မယ်ဆိုတဲ့အရာတွေကိုအမှန်တကယ်ဖြစ်မြောက်အောင်လုပ်နိုင်တဲ့တာဝန်ယူမှုတာဝန်ခံမှုရှိကိုရှိရပါလိမ့်မယ်အရင်အရေးကြီးပါတယ်အမှတ်နှစ်တစ်ချက် performance management ဟုတ်ပြီကိုကဒီ system ကြီးအကောင်းဆုံးလည်းပတ်နိုင်စေဖို့အတွက်အကောင်းဆုံးသောအရွေးတွေကိုဖော်ဆောင်နိုင်စေဖို့အတွက်တိဆောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုတိဆောက်ထားတဲ့အရာတွေကိုဘယ်လောက်ထိကိုယ့်ရဲ့နောက်မှာရှိတဲ့သူတွေကလိုက်ပြီးတော့လိုက်ပါလှုပ်ဆောင်နေတယ်လေဒါတွေကိုကျမတို့ကစစ်ဆေးရပါမယ်အများအား make sure လုပ်နေရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ KPI တိုင်းတာနေရမှာပဲဖြစ်ပါတယ်နောက်ထပ်တတိယတစ်ချက် continuous improvement လို့ခေါ်တဲ့အမြဲတမ်းအဆက်မပြတ်တိုးတက်နေအောင်ကျမတို့ကလှုပ်ဆောင်ရပါမယ်ဆိုတော့ကျမတို့ကအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာတော်တော်များများကစတင်တဲ့အချိန်မှာတော့အားနဲ့အိမ်နဲ့လုပ်တယ်လုပ်ရင်းနဲ့အလယ်လောက်ကျတော့လက်သွားတတ်ကြတယ်အဲ့လိုမျိုးဖြစ်သွားမယ်ဆိုရင်ကျမတို့ system ကြီးကဘလောက်ပဲကောင်းကျမတို့ရဲ့ operation ကမှန်ကန်အောင်လည်ပတ်နိုင်ဖို့အတွက် operation system တွေဘလောက်ပဲချမှတ်ထားကျမတို့လုပ်ငန်းတိုးတက်ဖို့ကအင်မတန်ကိုနှောင့်နှေးသွားပါလိမ့်မယ်ဒါကြောင့်မလို့ကျမတို့တွေဒီ continuous improvement အမြဲတမ်းတိုးတက်နေအောင်လှုပ်ဆောင်နိုင်ရပါမယ်ကျမတို့ဥဆောင်သူတွေနဲ့အတူတူအနောက်ကသူတွေကပါရည်ရွယ်ချက်ရှိမှန်ချက်ရှိနဲ့လိုက်ပါလှုပ်ဆောင်အောင်ကျမတို့တွေခေါ်ဆောင်သွားရပါမယ်လမ်းပြပေးရမယ်ဆိုတာလေးကိုအကြံဉာဏ်လေးပေးချင်ပါတယ်ကျမရဲ့မိတ်ဆွေတွေအားလုံးပဲစစ်မှန်တဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျမရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်တန်ဖိုးရှိတယ်ဆိုလို့ရှိရင် like and follow လုပ်ထားခဲ့လို့ရတယ် share နှိပ်သွားလို့လည်းရပါတယ်အဲ့တော့ကျမကတော့မိတ်ဆွေတို့ရဲ့ business ကိုအခုတက်ပို့ပြီးတော့ system ကြစေဖို့နဲ့မြန်ဆန်မှန်ကန်တဲ့နည်းလမ်းတွေနဲ့အတူအရှိကိုတစ်ဆင့်ရောက်ရှိသွားစေဖို့အတွက်ဘေးနားကနေ business coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါထပ်ပေါင်းပြီးတော့ကူညီပေးနေတဲ့လမ်းပြပေးနေတဲ့သူတအုပ်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်